Hello guys ကျွန်တော်တို့ Easy ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အမြဲတမ်းအိမ်မက်မှတ်ခဲ့ရတဲ့ Red Dead Redemption Game ကြီးဟာ Mobile version ပေါ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်ဆိုတော့ Red Dead Redemption ဆိုတာဘာလဲ Mobile ပေါ်မှာဘယ်လိုဆော့ရမလဲအဖြေရှာလိုက်ရအောင် Red Dead Redemption Game ဆိုတာ Rockstar Games Studio ကနေဖန်တီးထုတ်ဝေထားတဲ့ Western နောက်တိုင်း Style Action စုံစမ်းခံ Game တစ်ခုဖြစ်ပါတယ်ဒီ game ကစားသူ Open World အတွင်းမှာလွတ်လပ်စွာစူးစမ်းလေ့လာနိုင်ပြီး1900ပြည့်နှစ်အစောပိုင်းအမေရိကန်နယ်စပ်ဒေသရဲ့နောက်ခံကိုအရှိခံထားပါတယ်။မူရင်း game က PlayStation 3နဲ့ Xbox 360 အတွက်2010ခုနှစ်မှာထွက်ရှိခဲ့ပါတယ်။မကြာသေးမီက၎င်းကို PC, Nintendo Switch နဲ့ PS4 နဲ့ PS5 တို့မှာကစားနိုင်ခဲ့တာဖြစ်ပါတယ်။ Red Dead Redemption 2ဆိုတာကအဲ့ဒီ game ရဲ့ဇာတ်လမ်းအစောပိုင်းဖြစ်ပျက်ကိုဖော်ပြထားတဲ့ prequel ဖြစ်ပြီးတော့2018ခုနှစ်မှာထွက်ရှိခဲ့ပါတယ်။ယခုအခါမှာတော့ Red Dead Redemption Game ရဲ့ mobile phone ပေါ်ရောက်ရှိလာပြီဖြစ်ပါတယ်။ browser တို့ကံကောင်းတာ Android နဲ့ iOS နှစ်မျိုးစလုံးမှာကစားနိုင်တယ်ဖြစ်ပါတယ်။ဒါပေမဲ့ကံမကောင်းတဲ့အချက်ကတော့၎င်းကိုအဓိကအပြင်နည်းလမ်းနှစ်မျိုးနဲ့ပဲရယူကစားနိုင်ပါတယ်။ပထမတစ်ခုကတော့ Netflix မှာစီးရင်သွင်းခြင်းပဲဖြစ်ပါတယ်။ browser တို့က Netflix စီးရင်သွင်းထားတဲ့သူတူဖြစ်ပါကအဲ့ဒီ game ကိုအပိုအခချင်းငွေပေးစရာမလိုဘဲနဲ့ Netflix game စီးရင်ရနေတစ်ဆင့်အခမဲ့ download လုပ်ပြီးကစားနိုင်ပါတယ်။ဟိုကတော့ App Store ဒါမှမဟုတ် Google Play Store ကနေတိုက်ရိုက်ဝယ်ယူခြင်းဖြစ်ပါတယ်။ browser တို့က Netflix မှာစီးရင်သွင်းထားခြင်းမရှိဘဲနဲ့တီးရှားဝယ်ယူခြင်းလို့ရှိရင် Google Play Store ဒါမှမဟုတ် Apple App Store ကနေတစ်ဆင့်တိုက်ရိုက်ငွေပေးရှိပြီးဝယ်ယူနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့စိတ်မပူပါနဲ့။ဘာအခကြီးငွေမှပေးစရာမလိုပဲ Red Dead Redemption Game ကို free ဆော့နေတော့ကျွန်တော် Easy ရမျှဝေပေးတော့မှာဖြစ်ပါတယ်။ browser တို့က Red Dead Redemption ကိုဆော့ကြတယ်။ဒါပေမဲ့အခကြီးငွေလည်းမပေးခြင်းလို့ဆို free ကုန်စင်လို့ရမယ့်နည်းလမ်းလေးရှိပါတယ်။သိကြရင်တော့ကျွန်တော်ချက်ပေါက်မှာတိုက်ရိုက်လာမေးကြပါ။ Merry Christmas guys. Okay guys ဒီနေ့က Red Dead Redemption Game ကြောင့်တလောက်ပါပဲနောက်ထပ်စိတ်ဝင်စားစရာ horror mystery နဲ့ game ကြောင်းတွေကိုကျွန်တော် Easy ရထပ်ပြီးတင်ဆက်ပေးအောင်ပါမို့ channel လေးကို like subscribe နဲ့ comment လေးနှိပ်ခဲ့ဖို့မမေ့နဲ့နော် see you guys